စ်နိုးရီလားတို့နဲ့တချင်းစုကိုထွက်သွားတယ်2ရက်3ရက်လောက်တော့ကြာမလားသိတို့ခရီးထွက်နေတဲ့အချိန်အိမ်ကိုလာဆောင်ပြီးတဲ့အတွက်အချစ်ကိုကျေးဇူးအများကြီးကိုအတင်တယ်နော်တို့နဲ့မတွေ့ရတဲ့ရက်တွေမှာတို့ကိုတတိယနော်တို့ကိုအမြဲတမ်းတတိမရနိုင်လေတနေ့ကို2ကြိမ်ပဲတတိယနော်နိုးနေတဲ့အချိန်ရဲ့အိပ်ပျော်နေတဲ့အချိန်ဟုတ်ပြီလားတနေ့ကို2ကြိမ်ပဲတတိယနော်နိုးနေတဲ့အချိန်ရဲ့အိပ်ပျော်နေတဲ့အချိန်ဟုတ်ပြီလားHello.